Okay အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ Canva ကိုသုံးပြီးပြီเนาะ passport ဓာတ်ပုံလေးကြီးဘယ်လိုလုပ်မလဲဆိုတာကိုလက်ကြည့်ကြရအောင်ကဲအရင်ဆုံးကျွန်တော် canva.com ဆိုပြီးတော့ဝင်လိုက်မယ်ဝင်ပြီးကျွန်တော်ဒီနေရာမှာ custom site ဆိုတာရှိတယ်ဒါလေးချက်နှိပ်မယ်ဒီနေရာမှာ pixel ဖြစ်နေတယ်ကျွန်တော်တို့လက်မနဲ့เนาะလက်မပြောင်းလိုက်မယ်ကျွန်တော်အခုတလက်မခွဲပတ်သက်ပုံလုပ်မယ်ဆိုတဲ့အတွက်ကြောင့်သူ့ရဲ့ပုံစံက 1.2 ရှိမယ် height ကအမြင့်က 1.5 ရှိမယ် being create new design ဆိုပြီးကျွန်တော်လုပ်လိုက်ပါမယ်ဟုတ်ကဲ့ဒီမှာဒါဆိုရင်ကျွန်တော်တို့ passport set လေးရလာပြီအဲ့တော့ကျွန်တော်တို့ဒီမှာအဲ့တော့ကျွန်တော်ကဘာလို့ဒီလဲဆိုတော့ student ကကျွန်တော်တို့ဒီဒါလေးယူလိုက်မယ်ပြီးရင်ဒီမှာ rectangle 2လေးပေါ့နော်ရှင်ရ rectangle 2ဒီကောင်အပြည့်နော်ကျွန်တော်ကြည့်ပါမယ်တော့ဒီနေ့ပတ်စီပေါ့စကေယူမယ်ပြီးလို့ချင်းကျွန်တော်တို့ဒီနေရာမှာ stroke နော် border line ပေါ့နော် border line အတွက် weight ကိုဒီမှာကိုလိုတလောက်နေမှာချိန်မယ်နော်ကိုလိုတလောက်နည်းနည်းပဲကြည့်လိုက်အမှန်နဲ့လည်းရပါတော့ကိုလောက်လို့ရအောင်နော်ကျွန်တော်ဒီလောက်လေးဒီလိုက်မယ်ဒါအောင်မှကျွန်တော်တို့ကပါအောင်ထားမယ်အဖြူအောင်ထားပါလားဒီမှာနော်ဒီညာလေးတက်နေလိုက်လေဒီညာအဖြူအောင်ပဲထားမယ်ဆိုအဖြူအောင်ကျွန်တော်ကနော်တင်တက်တဲ့ပြောင်းဒီရောင်းထားလိုက်မယ်ပေါ့နော်ပြီးလို့ချင်းဒီအတွင်းသားအရောင်လေးတော့ဒီမှာတည်အတွင်းသားအရောင်လေးကိုကျွန်တော်မလုပ်လဲဆိုရင်အပြာရောင်ယူမယ်ဆိုတော့ပြောင်းယူမယ်ဆိုရင်ဒီမှာကိုသူရဲ့ကြိုက်တာပြီးလို့ရတယ်ရပြီလို့တော့အပြာရောင်ပြပြီးတော့မှကျွန်တော်တို့တွေကကျွန်တော်ရဲ့ဓာတ်ပုံကိုထည့်မယ်နော်ဓာတ်ပုံမရှိရင်ကိုကနေရိုက်ထားတဲ့ဓာတ်ပုံကိုဒီနေရာကနေပြီး upload လုပ်ထားမှာဖြစ်ပါတယ်ကျွန်တော် upload လုပ်ထားပြီးသားဓာတ်ပုံရှိတယ်ကျွန်တော်ဒီပုံလေးကိုယူမှာမို့လို့ဒီပုံလေးကျွန်တော်ယူထည့်လိုက်မယ်ပြီးဒီပုံမှာကျွန်တော် background ကိုဖြောင်းမယ်နော် background remover ဒါလေးနဲ့တစ်ချက်နှိပ်ပြီးတော့ဖြောင်းမယ်ခဏစောင့်အောင်မယ်ဖြောင်းသွားပြီဆိုရင်ဒါကိုကျွန်တော်ကမလုပ်မယ်ဆိုရင်ပုံကိုလိုတယ်လို့နော်လိုတယ်လို့ပတ်ထားမှာပေါ့ချိန်ရမှာဖြစ်ပါတယ်ဘယ်လောက်လိုလဲနော်လိုတယ်လို့ထားမယ်လိုတယ်လို့ချိန်မယ်အောက်ခြေရတာထိနေရပါတော့နော်အောက်ခြေရတာထိနေလိုတယ်လို့ချိန်မယ်ပြီးမှကိုပြန်ပြီးတော့ crop သူနေတော့အပေါ်ဒီချိန်ကိုတွားထိလို့မရဘူးနေရာလေးနည်းနည်းဒါဆိုစံတာကြပြီ okay ပြီးရင်ကျွန်တော်ဒီနေရာမှာဒီ canvas site ဒီမှာထွက်နေတဲ့အတွက်ကျွန်တော်ဘာယူမလဲဆို crop တူလေးနဲ့ crop တူလေးတစ်ချက်နှိပ်မယ်ပြီးရင် crop တူလေးနဲ့အပြာဆိုတဲ့နေရာလေးစီနော်အပြာဆိုတဲ့နေရာလေးမှာကျွန်တော်ထွက်ချင်ပြာနေရာလေးမှာ okay ဒီကောင်နဲ့အဲ့လိုပဲ crop တူလေးနဲ့ယူမယ်အပြာပေါ်လာလိုက်နေမှာကျွန်တော်တွားပြီးတော့ချိန်မယ်ဒီလောက်လိုက်မယ်အဲ့ဒါဆိုလို့ချင်းကျွန်တော်လူချင်းနဲ့ဓာတ်ပုံရပါပြီဒီအောက်မှာလည်းအပြာလေးရှိနေတယ်အောက်ပေါ်နည်းနည်းလေးကျွန်တော်ချူတယ်အများဝိုင်းဆိုရင်ရတယ်ကျွန်တော်လက်လေးနဲ့ပဲနော်လက်လေးနဲ့ပဲအတူအလျှော့လုပ်ရလာတဲ့ဓာတ်ပုံမှာကျွန်တော်တို့ကနေပြီးတော့ဓာတ်ပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီး edit ဆိုတဲ့နေရာလေးရှိတယ် edit ဆိုတဲ့နေရာလေးကိုနှိပ်ရမှာပြီးကျွန်တော်က filter ရှိတယ်ဒီ filter တွေကဒီထဲမှာကိုဖေးအောင်ကြိုက်တယ်နော်ကြိုက်တဲ့အလေးကိုရွေးပေါ့ဒါတော့ပါနော်ဒီထဲကပေရလေးကိုကြိုက်တယ်အောက်ဘက်မှာလည်းဆွဲကြည့်လို့ရတယ်ဒီထဲကသွားပေး stand ပဲပုံစံလေးကိုကြိုက်တယ်လေဒီမှာဒီလဲလာတယ်နော်အဲ့ဒါလေးရွေးလို့ရပါတယ်ဒီလောက်ဆိုရင်တော့ဒီဓာတ်ပုံရပြီဒီမှာကျွန်တော်တို့က6လက်မ4လက်မနော်ဓာတ်ပုံစာရွက်လေးလိုချင်တယ်ဆိုလို့ရှိရင်ကဲသွားအောင်ဒီကနေလည်းတွားလို့ရတယ်နော် custom site နဲ့တွားလို့ပေါ့ရှာနေအောင်ဒီမှာ6လက်မ4လက်မဆိုတော့ဆိုတော့ဒီမှာ page တော့ပြောင်းမယ်ကဲhi perfectဒီစာရွက်တွေရတယ်ပြီဒါကြောင့်ဒီအလေးကိုကျွန်တော် copy ပြုမယ်ဒီလိုလုပ်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲ group ဆိုပြီးတော့လုပ်ရတယ်နော်ဒါဒီလိုလုပ်မယ်ပြီး group ဆိုတာလေးလုပ်လိုက်ဒီလိုပြီးရင်ကျွန်တော်ဘာ copy ပြုမှာပေါ့ copy ပြုပြီးဟိုချက်သွားပြီနော်ဟုတ်တယ်တိုင်း page နော် page လုပ်မယ်
အဲ့မှာကိုနေရာချပေါ့ပြီးလို့ချင်းဟို duplicate အဲ့တခုနော်နေရာချမယ် duplicate အဲ့ဒါ page ဒီလောက်မယ်ပြီးလောက်အောင်ရတယ်ဘယ်လိုတော့ခဏလေးတမီလေးကြာတော့လောက်တယ်ခဏလေးတမီလေးကြာတော့တက်ပြီးတော့မယ်နော်ဒါဆိုရင်ကျွန်တော်လိုချင်တဲ့ဓာတ်ပုံနော်passport ပုံလေးရပြီဖြစ်ပါတယ်အဲ့တော့အားလုံးပဲနားလည်ကြမှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်